ဒီမီးတွေတွေအားလုံးဟာမင်းတို့မိုးရရကြီးပဲလားခင်ဗျားမမြင်ဘူးလားခင်ဗျားမမြင်ဘူးလားမင်းကဘာကောင်းလဲဒီရွာမှာမင်းကဘာလဲကျုပ်ဘာကောင်းလဲခင်ဗျားသိချင်နေသားမှာကွာကျုပ်ဘာကောင်းလဲခင်ဗျားသိချင်မင်းလည်းဒီရွာသားဆိုရင်ဥရွှေရန်စီမှာမီးတွေတွင်းနေတဲ့ကောင်တကောင်ပဲပေါ့ဟုတ်တယ်မဟုတ်လားဟုတ်တယ်ဆရာတိတ်ဟုတ်တော့ဟေ့ဟိုတပြည့်လာစမ်းပါကွာမင်းကလေကမငါပြောလာသူလာစမ်းပါကွာလူကြီးတွေလုံနေတဲ့ကိစ္စကိုမင်းလူချုပ်စမ်းသူကညစ်ပတ်နေတာကွာမင်းကလည်းကဲအချိန်ကုန်ကမှန်လာပြီကွာတို့လှုပ်ရှားစီဆက်လုပ်မယ်မြို့မှာမီးတွေစိတ်ကောင်းတော့တို့တစ်ထည့်ကမင်းတို့ဈေးပုတ်ပေးမယ်တဲ့တပိတ်တာတကြတထေးရဲ့စေတနာပေါ့ကွာဘာတတိရဲ့စေနာလဲမြို့မှာ3ချက်ပေါက်နေတယ်မြို့မှာ3ချက်ပေါက်နေဟဲ့ကောင်မင်းကပေါက်သေးတွေပါလေပြောမင်းကဒီရွာမှာဘာကောင်းလဲကွာမင်းမမွေးခင်တည်းကမိုးပြရွာမီးတွေငါတို့ဝဲနေတာဖိတ်သားမှာကွာကျုံမမွေးခင်ကခင်ဗျားရချင်ရခုမရတော့3ချက်မရမရောက်နိုင်3ချက်မရမရောက်ဘူး3ချက်မရမရောက်ဘူးဒီမှာကျိုးတို့ရွာကမီးသွေးလှုပ်ရှားတဲ့လူတွေဒီလူတွေမတရားလုပ်နေတာခင်ဗျားတို့ဘယ်သူမှမရောက်ကြနဲ့လုံးဝမရောက်နဲ့ဟာမယောင်းလို့ဘယ်ကပတ်ဆံရမှာလဲတပြင်းရဟာသူတို့တောချင်းပြီးလာဝဲနေလို့တို့ဝင်ငွေရနာပေါ့ကွာဟုတ်တာပေါ့ကွာမင်းလူစွာဝင်လုံမနေစားမှနဲ့ကွာဝင်ရှုံးတာမဟုတ်ဘူးဗျဒီမှာနားလေလို့ဝင်ပြောနေတာခင်ဗျားတို့မတရားလုပ်နေတာဒီမှာတွေ့တယ်မလားမဆိုင်တာဝင်မရှုံးနဲ့ဘေးဖယ်နေလိုက်စမ်းတပြင်းနေရလဲစိတ်ကြီးပဲနေရလေဘေးဒီမှာစကားပြောတယ်ဒီလိုလေးရှိပါသေးတယ်နင်းရောက်ခက်ပါသေးတယ်တပြင်းရဲ့ခင်ဗျားတို့မရောက်နဲ့နော်မရောက်နဲ့နော်နင်းရောက်ခက်ပါသေးတယ်တပြင်းရဲ့ပါဗျာဟောတထေးဦးရှင်ရလူလေးများနေပါအောင်မနေလေဒုက္ခရောက်သွားမေးဒုက္ခရောက်သွားမယ်အမေမသိပါဘူးနင်းငါမလို့နင်းလူဖြစ်တာကတပြင်းဒီကမြန်ငါကိုဇက်တပ်ပေးထားရင်နော်တပိတ်တာတကြဟဲ့တဲ့ပြင်သမင်းစားနေလိုက်လားနေမကောင်းလာရင်ကောင်းတယ်ကောင်းသားပဲကျုပ်သာဘူးအောင်မယ်ခါရိတ်ပပြင်းနှစ်ပြင်းတွတ်နေကြမယ်ဘာဖြစ်နေတော့ပြောစမ်းစားလို့ပါဗျာမင်းဘာဖြစ်နေဆိုတာငါသိပါဒီเจ้าတွေကိုမေ့ထားလိုက်စမ်းပါကွာခါတိုင်းလိုပဲနေစားမျိုးရလာတဲ့ပွဲစားတောက်တယ်လို့ကိစ္စကိုမင်းမကျေနပ်ဖြစ်နေတယ်တပြင်းအမေမှားလိုက်ပါပြီရဲ့နော်တထွေးဥရွှေရန်တို့လူတိုက်ကိုသွားမလှန်လိုက်ဒီနဲ့ကိုသမင်းကိုအေးစားနေစမ်းခွာစီးနေတာခုတ်ပေါ်ကိုငါမှလည်းမသိအတူတူပဲတရွာလုံးအတူတူပဲဟဲ့ကောင်နေမမွေးခင်ငါတို့အဖေတွေအမေတွေလက်ထက်ထဲကမိုးပြရွာဟာဒီမီးသွေးလုပ်ငန်းပဲရောင်းချစားတောက်လာကြတာနေ့ကြမှာဘာစယူတွေပေါက်ချင်ရတာလဲဟမ်အဲ့ဒီလိုညံနေလို့အမေတို့လူမွေးမပြောင်းတာဟဲ့ရောမင်းကမြန်အမေကိုဘာဖြစ်လဲကွာမှန်တာပြောတာငါဘာသူပြုတ်ဆိုင်ရမှာလဲဟဲ့ရောဘယ်လိုမှမေ့လို့မရတဲ့ကိစ္စကိုတတိယနေရတယ်ကွာမင်းမေးနေဗျာမင်းငါ့ကိုခဏခဏမပြောနဲ့တပြင်းငါဒီလိုပဲပြောတတ်တယ်ကွာမင်းမရှာလို့မင်းကိုညှို့တူတူငါပြောနေရမှာလားကွာဟဲ့တောင်းစားစမ်းငါကသမင်းစားရမှာလားနင်းတို့ရံဖြစ်တာကြည့်နေရမှာလားဘာပြောကျေးဇူးရှိတယ်ဟဲ့သူတို့ဝဲနေလို့တို့ရောက်နေရတာဟာတဲ့ရောအမေတို့အဲ့လိုစဉ်းစားနေသမျှကလာပါလို့ဟိုမတိတွေကကျေးဇူးရှင်လေတန်နဲ့အနိုင်ကျင့်နေတာကျုပ်တို့ကအသက်နဲ့ရင်ပြီးတော်တဲ့ဝင်ပြီးသွေးဖို့ဟိုကောင်လေးကအချိန်တန်တော့စတိုင်နဲ့လာပြီးကောက်ပေးတဲ့ဈေးကိုယူမြို့ပေါ်မှာဒီငတိတွေကမတန်တဆဈေးတွေနဲ့တင်ရောက်ပြီးတထဲပြစ်နေတာ
ဒီလုံးသဘောသားတဲ့မင်းသိလားရော ဟဲ့တယောက်စီးပွားပဲချင်းနင်ဘာတွေပြောနေတာလဲတက်ပြီ အမေတို့တရားလုံးအဲ့ဒါကြောင့်အညွန့်တုံးနေတာကျုပ်ပြောတယ်လေလက်မခံဘူးဘယ်သူမှလည်းကျုပ်ဘက်ကမပါဘူးအမေလည်းဒီတိုင်းပဲည ဘာပဲဖြစ်မင်းစိတ်လိုက်မှမလုံနဲ့တက်ပြင်းဒီမိုးပြရွာမှာမင်းတဲ့အသက်ကြီးတဲ့လူတွေအများကြီးရှိတယ်မင်းတဲ့အတွေ့အကြုံညစ်ကျက်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလူတွေကဘာမှမပြောဘဲနဲ့မင်းကလူစွာကြီးလုံမနေနဲ့ အမေပြောတာဟုတ်တယ်ဦးရွှေရန်တို့တောက်ထင်တို့ကိုရနဲတာမဟုတ်မင်းသွားမရှင်းနဲ့နော်ခံရလိမ့်မယ်သိလား အမေပြောလိုက်ပါပြီရဲ့နော်ကိုဖာသာကိုလှုပ်ရှားရှိတာအေးလှုပ်ကိုထမင်းကိုစားအေးစစ်စစ်နေကြားလာတဲ့ပြင် ဟဲ့ရောမင်းပြောနေ ဖိုက်ထားတယ်မစား ဟိုကောင်တွေ့လားကျွန်တော်တို့ကားနဲ့ဖြတ်လာတော့ပါလေ ထားလိုက်စမ်းပါကွာခွေးလေးချဘူးပါဘယ်နေရာမှာအသက်ပြင်းတယ်လဲမသိဘူးဟဲ့ကောင်လက်ပြင်းဆိုရကောင်လက်စမ်းပါအောင်ကွာဟဲ့ကောင်စင်ကလာတော့ခေါ်လိုက်စမ်းပါကွာ ကြောက်နေသမ်းပါဦးကွာလာပါဦးကွာဟိုတလောကမင်းမကျင်တတ်ဘူးဆိုတဲ့ဟာလေးပြန်ဆွေးနွေးရအောင်မင်းမကျင်တတ်ဘူးဆိုရင်လေငါတို့ကတောင်းပန်တင်တောင်းပန်ရတာပေါ့ကွာလာကွာမင်းထင်းစီရက်လေးပါတယ်ကွာချထားစမ်းပါဓာကြီးကရှုပ်ပါတယ်ကွာနော်လွတ်ပလိုက်စမ်းကဲလာပါတို့အေးစီဆိုင်းတောင်းအောင်လည်းပြောကြတာပေါ့ ဟဲ့ကောင်မိုးပြတော်ရွာလုံးအေးစေးရှိနေကြတယ်ဒီတည်းကမင်းတယောက်တည်းစုံပြီးမထွက်ချင်နဲ့ကြားလား ဟဲ့တို့အစင်းရတယ်မင်းတို့တတိပေးနေရကွာ ဟဲ့အောင်ကြားလာလို့ဆိုဟဲ့ပြောနေမကြောက်လားကြည့်ကြလွင်ဖြစ် ဟ
နှစ်ဖက်နဲ့ပေးနော်ဒါနဲ့ငါလှုပ်ရှားနေတာပေးလားရွာလုံးစောက်သုံးမကြဘူးဆိုတဲ့အထဲမှာကြုံမပါဘူးခဲရမှတ်တာဒီတက်ပြင်းဆိုတဲ့ကောင်နဲ့မင်းတို့အခုလိုဖြစ်လာတာကို